ဝိတကတိဖျားရှင်တဲ့တန်ဃာတော်များသတင်း300ကျောင်းတော်သို့နေ့စဉ်နနက်တစ်ခေါင်ညနေတစ်ခါလှုပ်ဝဲပစ္စည်းများဖြစ်လာရောက်လေးရှိပါ၏။ဒီနေ့တွင်ပွဲလန်းတပင်တစ်ခုသို့သွားရမှအပြန်ကျောင်းတော်သို့လာရာတွင်ခန္ဓာထော်အားလုံးသောအစဉ်တစားများဖြင့်ကျောင်းတော်ထဲမဝင်လို့သဖြင့်ထိုအစဉ်တစားများအချွတ်၍အဝိဖြစ်ထုတ်ခါအတူပါလာသောအစိကံကမ္မလေးအားကင်ထိုင်ထားလေ၏။ဖျားရှင်ကဖူးမြော်ပြီးနောက်ဝိတကနှင့်အစိကံမလေးပြန်သွားသောအခါကာလတံပိုးကိုးကလေးထိုက်သောထိုအစဉ်တစားတို့သည်ကျောင်းတော်၌ကျန်ခဲ့လေတော့၏။ယဟန်များသည်အဆိုပါထုတ်အားဝိုင်းဝကြည့်နေကြ၏အရှင်အာနန္ဒာသည်ဖျားရှင်ထံတင်လျှောက်၍အဆိုပါထုတ်အားထိမ့်သိမ်းထားလေ၏အထုံးလေးကျန်ခဲ့သောအစိကံမလေးပြန်လာသောအခါအရှင်အာနန္ဒာသည်မိကြံခဲ့သောအထုံအားပြန်ပေးလေ၏အစေကမလေးသည်မိကြံခဲ့သောအထုံအားအရှင်ဘုရားလက်တော်နှင့်သုံးသပ်မိလျင်ပြန်မယူပဲလှူထားခဲ့ရန်သခင်မဝိသခါမှာမှကြားလိုက်ကြောင်းပြောလျင်အရှင်အာနန္ဒာမှခက်လေစွာဟုလေးလံသောစိတ်ဖြင့်ရေရုံမိလေ၏အစေကမလေးသည်ထိုသို့လျှောက်တွင်ပြန်သွားပြီးနောက်တစ်ခေါက်ကျောင်းသို့ပြန်လာပြန်လေ၏ထို့နောက်ဤအစဉ်တစားတို့ကိုအရှင်ဘုရားတို့သိသိနေရလျင်တောင်းဝင်ကြီးတစ်ခုဖြစ်မည်ဆို၍ဤအစဉ်တစားအားရောင်းချပြီးတသနာတော်အတွက်အကျိုးများမည်ကြောင်းဆောင်ဆောက်လုပ်လှူဒါန်းမှမည်ဟုသခင်မဝိသခါ၏အမှားစကားပြောကြားလျင်အရှင်အာနန္ဒာလည်းစိတ်အနှောက်အယှက်ကင်းစွာတာတို့ခေါ်လေ၏ထို့နောက်ယဟန်တန်ဃာပေါင်း1000ကျော်သတင်းသုံးနေထိုင်နိုင်သောပုပ္ပါယုံကျောင်းတော်ကြီးအားဆောက်လုပ်၍မြတ်စွာဘုရားရှင်နှင့်တန်ဃာတော်ရှင်သူမြတ်များအားရှင်မဝိသခါမှလှူဒါန်းလိုက်ပါတော့၏ Please like and subscribeဝိတကတိဖျားရှင်တဲ့တန်ဃာတော်များသတင်း300ကျောင်းတော်သို့နေ့စဉ်နနက်တစ်ခေါင်ညနေတစ်ခါလှုပ်ဝဲပစ္စည်းများဖြစ်လာရောက်လေးရှိပါ၏ဒီနေ့တွင်ပွဲလန်းတပင်တစ်ခုသို့သွားရမှအပြန်ကျောင်းတော်သို့လာရာတွင်ခန္ဓာထော်အားလုံးသောအစဉ်တစားများဖြင့်ကျောင်းတော်ထဲမဝင်လို့သဖြင့်ထိုအစဉ်တစားများအချွတ်၍အဝိဖြစ်ထုတ်ခါအတူပါလာသောအစိကံကမ္မလေးအားကင်ထိုင်ထားလေ၏ဖျားရှင်ကဖူးမြော်ပြီးနောက်ဝိတကနှင့်အစိကံမလေးပြန်သွားသောအခါကာလတံပိုးကိုးကလေးထိုက်သောထိုအစဉ်တစားတို့သည်ကျောင်းတော်၌ကျန်ခဲ့လေတော့၏ယဟန်များသည်အဆိုပါထုတ်အားဝိုင်းဝကြည့်နေကြ၏အရှင်အာနန္ဒာသည်ဖျားရှင်ထံတင်လျှောက်၍အဆိုပါထုတ်အားထိမ့်သိမ်းထားလေ၏အထုံးလေးကျန်ခဲ့သောအစိကံမလေးပြန်လာသောအခါအရှင်အာနန္ဒာသည်မိကြံခဲ့သောအထုံအားပြန်ပေးလေ၏အစေကမလေးသည်မိကြံခဲ့သောအထုံအားအရှင်ဘုရားလက်တော်နှင့်သုံးသပ်မိလျင်ပြန်မယူပဲလှူထားခဲ့ရန်သခင်မဝိသခါမှာမှကြားလိုက်ကြောင်းပြောလျင်အရှင်အာနန္ဒာမှခက်လေစွာဟုလေးလံသောစိတ်ဖြင့်ရေရုံမိလေ၏အစေကမလေးသည်ထိုသို့လျှောက်တွင်ပြန်သွားပြီးနောက်တစ်ခေါက်ကျောင်းသို့ပြန်လာပြန်လေ၏ထို့နောက်ဤအစဉ်တစားတို့ကိုအရှင်ဘုရားတို့သိသိနေရလျင်တောင်းဝင်ကြီးတစ်ခုဖြစ်မည်ဆို၍ဤအစဉ်တစားအားရောင်းချပြီးတသနာတော်အတွက်အကျိုးများမည်ကြောင်းဆောင်ဆောက်လုပ်လှူဒါန်းမှမည်ဟုသခင်မဝိသခါ၏အမှားစကားပြောကြားလျင်အရှင်အာနန္ဒာလည်းစိတ်အနှောက်အယှက်ကင်းစွာတာတို့ခေါ်လေ၏ထို့နောက်ယဟန်တန်ဃာပေါင်း1000ကျော်သတင်းသုံးနေထိုင်နိုင်သောပုပ္ပါယုံကျောင်းတော်ကြီးအားဆောက်လုပ်၍မြတ်စွာဘုရားရှင်နှင့်တန်ဃာတော်ရှင်သူမြတ်များအားရှင်မဝိသခါမှလှူဒါန်းလိုက်ပါတော့၏ Please like and subscribe